အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ PayPal ဒေါ်လာရှာလို့ရတဲ့ application အကြောင်းလေးပဲဖြစ်ပါတယ်ဒီ application လေးကတော့ကျွန်တော်တို့ကတော့ game ပဲစော့ပြီးတော့ငွေရှာချင်ပါတယ်ဆိုတဲ့လူတွေအတွက်ပို့ပြီးတော့အဆင်ပြေတယ်လို့ပြောလို့ရပါတယ်ဒီ application မှာကကျွန်တော်တို့က game တွေ down ရမယ်ပြီးရင်အဲ့ဒီ game ကိုကျွန်တော်တို့ကသူသတ်မှတ်ထားတဲ့အတိုင်းကျွန်တော်တို့ကစော့ပေးရမယ်တချို့ဆိုလို့ရှိရင် level ဘယ်လောက်ရောက်ရင်ဘယ်လောက်ပေါ့နော်ဒါမျိုးလေးပေါ့အဲ့တော့ဒီမှာက game ဆော့ရတဲ့လူတွေအတွက်ဆိုရင်တော့ game ဆော့တာကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒီဟာက game တွေကို down ပြီးတော့ဆော့ပေးရမှာပါအဲ့မှာကျွန်တော်တို့ကဒေါ်လာလေးရပါမယ်ရတဲ့ဒေါ်လာကိုကျွန်တော်တို့ကPayPal နဲ့ဒါမှမဟုတ်Bitcoin crypto နဲ့လည်းထုတ်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးလေးထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဘယ်မှာဆော့ရမှာလဲဆိုတော့ဒီ application ကိုအခုကျွန်တော်ရဲ့ဒီ video description မှာဖြစ်ဖြစ်ကျွန်တော်ချပေးထားမယ်ဒါမှမဟုတ်ကျွန်တော်ရဲ့ Telegram channel မှာလည်းကျွန်တော် post တင်ပြီးတော့ကျွန်တော် link ပေးထားပါမယ်အဲ့မှာနှိပ်ပြီးတော့ကျွန်တော်တို့ကတောင်းရမယ်တောင်းပြီးတော့ရင်အခုလိုပုံစံမျိုးလေးပေါ်နေမယ်ပေါ့နော် sign up လုပ်ရမယ်ဒီမှာ Google account နဲ့ sign up လုပ်လိုက်ရုံပါပဲ sign up လုပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Gmail တစ်ခုခုနဲ့ဒီမှာ sign up လုပ်လိုက်ပေါ့နော်လုပ်လိုက်ပြီဆိုရင်ဒီပုံစံလေးပွင့်လာပါလိမ့်မယ်အခုလိုကျွန်တော်တို့က Google နဲ့ sign up လုပ်ပြီးသွားလို့ဒီပုံစံပွင့်လာပြီဆိုရင်ကျွန်တော်တို့စပြီးတော့ဒီမှာကျွန်တော်တို့game တွေသွင်းပြီးတော့ဆော့ပြီးတော့ကျွန်တော်တို့ပတ်စံရှာလို့ရပြီအဲ့တော့ကျွန်တော်ဒီမှာ game ဘယ်လိုဆော့ရမလဲဆိုတဲ့ဟာကိုအရင်မပြောခင်ဒီမှာဘယ်မှာပါတယ်ဆိုတဲ့ဟာကိုကျွန်တော်အရင်ရှင်းပြပါမယ်အဲ့တော့ပထမဆုံးကတော့ကျွန်တော်တို့အန်ပေါ့နော်ဒီအန်ထဲမှာတော့ကျွန်တော်တို့က game တွေဒီ game တွေကိုဒီမှာဆိုလို့ရှိရင်သူပြထားတဲ့ဒေါ်လာဘယ်လောက်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့က down ရမယ် down ပြီးရင်သူသတ်မှတ်ထားတဲ့အတိုင်းပြည့်အောင်ဆော့မယ်ဆိုရင်အဲ့ဒီဒေါ်လာသူပြထားတဲ့ဒေါ်လာအတိုင်းရမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ my offers ပေါ့နော် my offer ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမှာ down ထားတဲ့ game တွေကိုကျွန်တော်တို့ဘယ် game တွေကိုစော့နေတယ်ဆိုတဲ့ဟာပေါ့နော်ကိုစော့နေတဲ့ game list ကအဲ့ my offer ထဲမှာရှိပါလိမ့်မယ်အခုတော့ကျွန်တော်ကလည်းအခုမှ sign up လုပ်တာဆိုတော့စော့ထားတဲ့ game တစ်ခုမှမရှိတဲ့အတွက်ဒီမှာဘာမှပေါ်မနေဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီဘက်မှာ cash out ပေါ့နော် cash out ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမှာရှာထားတဲ့ဒေါ်လာတွေကိုကျွန်တော်တို့ထုတ်ရမယ့်နေရာအဲ့ထဲမှာဆိုလို့ရှိရင်သူကပြထားတယ်ဘာတွေနဲ့ထုတ်လို့ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ PayPal နဲ့ထုတ်လို့ရမယ် PayPal ဆိုလို့ရှိရင်လည်းအနည်းဆုံး$5နဲ့စပြီးထုတ်လို့ရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကသူ့ရဲ့အောက်မှာကကျွန်တော်တို့Bitcoin လို့ဒီ crypto နဲ့ထုတ်လို့ရတဲ့ဟာပေါ့နော်Bitcoin နဲ့ကတော့ထုတ်လို့မရဘူးရတယ်ဒါပေမဲ့သူကတော့ fee နည်းနည်းကျန်းတယ်ပေါ့နော်အဲ့တော့ဒီမှာရှာပြီးတော့ကိုယ့်နဲ့ကိုယ်အဆင်ပြေရတဲ့ထုတ်နောက်ဆုံးတစ်ခုကတော့ဗာလဲဆို rubber ပေါ့နော် rubber မှာတော့ဒီမှာသူက3ခုရှိတယ်quad ရယ်ပြီးတော့နောက်တစ်ခုက ball နဲ့ရယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့နောက်ဆုံးကကျတော့ဒီ invite ပေါ့နော် refer ခေါ်တဲ့နေရာပေါ့အဲ့တော့ဒီမှာတော့ဒီ ball နဲ့မှာဆိုရင်တော့ကျွန်တော်တို့ daily သူပေးထားရရှိတယ်အမှဝင်ယူရမယ်ပေါ့နော်ကျွန်တော်တို့အခုမှစတာဆိုတော့ဘာမှမရသေးဘူးပေါ့နော် ball နဲ့တွေဘာမှမရသေးဘူးသူ့ရဲ့ refer system ကျတော့တစ်မျိုးပဲသူကကျွန်တော်တို့ကိုcommission ကပြန်ပေးတယ်ပေါ့နော်ကျွန်တော်တို့ကလူတယောက်ခေါ်လိုက်မယ်အဲ့ခေါ်တဲ့လူကသူကစော့မယ်ဒီမှာစော့မယ်ဆိုရင်သူ့စီကနေကျွန်တော်တို့commission ကပြင်ရမယ်အဲ့ဒါလည်းသူက level အလိုက်ရှိတယ်ဒီမှာဆိုရင် level တွေအများကြီးပဲပေါ့နော်အဲ့ level အလိုက်ကျွန်တော်တို့ commission ကတွေရတာချင်းမတူဘူးlevel မြင့်တဲ့လောက်ကျွန်တော်တို့ commission ကပိုရမယ်ပေါ့နော်အဲ့လိုမျိုးလေးခေါ်ပြီးစော့ရတာပါအဲ့တော့ကျွန်တော်တို့အရှိဆုံးကကျွန်တော်တို့ game တွေတောင်းမယ်ဆိုရင်အရှိဆုံးကအန်းထဲမှာတွားပြီးတော့ကျွန်တော်တို့စော့ရမယ်အဲ့မှာကျွန်တော်တခုပြောချင်တာကဒေါ်လာအများကြီးတွေဟာကိုရွေးပြီးတော့မစော့ပါနဲ့ဘာလို့လဲဆိုဒေါ်လာအများကြီးတွေဟာကိုရွေးမယ်ဆိုလို့ရှိရင်ခင်ဗျားတို့လောက်ရတာအများကြီးသူကလောက်ခိုင်းပါလိမ့်မယ် level အများကြီးဆော့ခိုင်းမယ်အဲ့လိုအများကြီးဆော့မှအဲ့ဒီဒေါ်လာကိုရမှာကျွန်တော်အမြဲတမ်းပြောပါတယ်ပတ်စံကဘယ်ရမဆိုလွယ်နဲ့မရပါဘူးเนาะအဲ့တော့အ ਨੇ ဆုံးဟာလေးကိုပဲရွေးပြီးတော့ရှာပြီးတော့ကျွန်တော်ကတော့ဆော့သေးခြင်းနဲ့ကျွန်တော်ဒီမှာပေါ့နော်ဒီကျွန်တော်အခုစပြီးတော့ 0.99 ဆိုတဲ့ဟာလေးကိုရွေးပြီးတော့ကျွန်တော်အရင်စပြီးတော့ဆော့မယ်ပေါ့နော်အဲ့တော့ play ဆိုတော့နှိမ့်လိုက်ရင်သူကဒါမျိုးမေးတယ်ဒီ game ကိုမင်းသွင်းမှာလားမသွင်းဘူးလားဒါမျိုးပေါ့နော်မင်းသွင်းပြီးသားလားဒါမျိုးပေါ့အဲ့တော့ကျွန်တော်တို့က nose ကိုရွေးပါဒီနေရာမှာကျွန်တော်တို့ no ကိုရွေးပါအောင်နော်ကျွန်တော်ကတော့ဒီမှာရှေ့ဆုံးတစ်ခုကိုကျွန်တော်မှားပြီးတော့ကျွန်တော် yes ဆိုပြီးတော့ရွေးလိုက်မိတယ်ပေါ့နော်အဲ့တော့ကိုကခင်ဗျားတို့ကတော့ no ကိုပဲရွေးပြီးတော့ game ကို install လုပ်ပါနော် install လုပ်ပြီးမှကျွန်တော်တို့ကဆော့လို့ရမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး install လုပ်တယ်ဆိုလို့ရှိရင် तू ကတချို့ game တွေမှာ 0.5 ပေးပါတယ် bonus ပေးပါတယ်game install လုပ်တဲ့ install ကပေါ့နော်ဂိမ်းကိုတွင်းကဆိုပြီးတော့ down တွင်းကဆိုပြီးတော့ကျွန်တော်တို့က 0.5
ဒေါ်လာရတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုအရင်ဦးဆုံးဒေါ်လာအရင်ဆွဲလိုက်ပါမယ်ပြီးရင်ကျွန်တော်ရတဲ့ဒေါ်လာလေးကိုကျွန်တော်ပြန်လာပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဟိုဘက်မှာ download ဆွဲတာမပြီးသေးဘူးဒါပေမဲ့ကျွန်တော်ရဲ့ balance မှာ $0.5 ဒေါ်လာဝင်နေပြီပေါ့နော်အဲ့ဒါဘာလဲဆိုခုနကဂိမ်းကိုကျွန်တော် download ဆွဲလိုက်တာအဲ့အတွက်သူကကျွန်တော်$0.5ပေးတာနော်အဲ့လိုမျိုးပေါ့နော်ရတယ်ဒီတော့ကျွန်တော်ဒီဂိမ်းကို download ဆွဲပြီးသွားပြီဆိုရင်ဒီမှာသူပြတဲ့အတိုင်း level တွေအတိုင်းကျွန်တော်စော့ပေးရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ download ဆွဲတာမပြီးသေးဘူးအရင်ဆုံးခင်ဗျားတို့ဒီ download ဆွဲတဲ့ဟာရတဲ့ဟာကိုကျွန်တော်အရင်လာပြတာအဲ့တော့ဒီမှာကသူကဆက်ဆောက်ဆုံးခင်ဗျားတို့ account အသစ်ဆိုလို့ရှိရင်သူက gain တွေအများကြီးပေးမှာမဟုတ်ဘူးခင်ဗျားတို့ရွေးစရာ gain 4-5ခုပဲပေးထားမယ်အဲ့ဒီ4-5ခုတည်းတစ်ခုခုကိုခင်ဗျားတို့က download လုပ်လိုက်ပြီးစပြီးစော့ပြီးဆိုတဲ့အချိန်ကြာမှသူကနောက်ထပ် gain တွေအများကြီးထပ်ပြီးတော့ဖွင့်ပေးမှာဆက်ဆောက်ဆုံး account အသစ်ဆိုတော့ gain တွေမဖွင့်ပေးသေးဘူးပေါ့နော်အများကြီးမပေးသေးဘူးသူတို့ကရွေးစရာ4-5ခုပဲပေးသေးတာကျွန်တော်တို့က item တွေမှာတစ်ခုခု down ပြီးတော့စပြီးစော့ပြီးဆိုတဲ့အချိန်မှာသူတို့ကနောက်ထပ် gain အသစ်တွေထပ်ပြီးပေးတာပေါ့နော်အဲ့တော့ဘယ်လိုစော့ရမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ပြီးရင်ထပ်ပြီးတော့ပြောပြပေးပါမယ်အခုဆိုရင်ကျွန်တော်အဲ့ဒီ game ကိုကျွန်တော် download ဆွဲလို့ပြီးသွားပါပြီကျွန်တော်ဖုန်းထဲမှာတွင်းပြီးသွားပြီပေါ့နော်အဲ့တော့ဒီ game ကိုဆော့မယ်ဆိုရင်ကျွန်တော်တို့က level ဘယ်လောက်ရရင်ဘယ်လောက်ဒေါ်လာပေးမှလဲဆိုတဲ့ဟာကိုဒီမှာသူ့ရဲ့ဒီ game အောက်မှာ detail မှာသူကပြထားတယ်ပေါ့နော်အဲ့ဒီ level တိုင်းဆော့ရမယ်အဲ့ဒီ level တိုင်းဆော့ပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီ level online ကျွန်တော်တို့သူပြထားတဲ့ဒေါ်လာရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် level 10 ထိကျွန်တော်ဆော့ပြမယ်အခုလက်ရှိကကျွန်တော်ရဲ့ပတ်စံက 0.5 ပဲရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီ gain လေးကိုစော့ပြီးသွားရင်ကျွန်တော်တို့ပတ်စံဘယ်လောက်ရလဲဆိုတာကိုပြီးရင်ကျွန်တော်ပြန်လာပြပါမယ်အရင်ဆုံးကျွန်တော် gain လေးစော့ဖို့အတွက်နှိပ်လိုက်ပါမယ်ဒီမှာသတိထားမှာကဖြစ်နိုင်လို့ရှိရင်ဒီ application တွေကပဲကိုသွင်းထားတဲ့ gain ကိုplay ကိုနှိပ်ပြီးမှ gain ကိုဖွင့်ပါအပြင်မှာတက်တက်ကြီးသွားပြီးမှဖွင့်နေပေါ့နော်တခါတလေကြာလို့ရှိရင်ဒီ background runner တွေကိုယ့်ရဲ့ဖုန်းကကလီယာလောက်ထားမိတယ်ဆိုလို့ရှိရင်ကိုကဒီမှာ gain တာဆော်တာဟိုဘက်မှာပတ်စံမရပဲဖြစ်လိမ့်မယ်အဲ့တော့ဖြစ်နိုင်လို့ရှိရင် application တွေကနေပဲဝင်ပြီးတော့မှကျွန်တော်တို့ကဒီကိုဆော့မဲ့ gain ကိုဖွင့်ပြီးတော့ဆော့ပေါ့နော်သူက level 10ရောက်လို့ရှိရင် 0.1 ရမယ်လို့ပြောထားတယ်ကျွန်တော် level 10ထိအရင်အောင်ဆော့လိုက်ပါအောင်မယ် level 10ထိဆော့ပြီးတော့လည်းကျွန်တော်ပြန်လာခဲ့ပါမယ်အဲ့တော့ကျွန်တော်အခုဆိုရင်တော့ကျွန်တော် level 10ထိကျွန်တော်ဆော့ပြီးသွားပြီဒီမှာဆိုရင်လည်းကျွန်တော်တို့ပြီးသွားတဲ့ဟာကဒီ list ထဲမှာပျောက်သွားပြီပေါ့နော် level 10ဆိုတဲ့ဟာပျောက်သွားပြီကျွန်တော်ရဲ့ဒီ balance မှာလည်းကျွန်တော်ရဲ့ဒီဒေါ်လာမှာလည်းတိုးလာပြီပေါ့နော်ကျွန်တော်ခုနစကားပြောမှားသွားတယ် 0.1 မဟုတ်ဘူး 0.01 ရတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ပတ်စံကလောလောဆယ် 0.51 ဖြစ်သွားပြီအဲ့တော့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ offer ထဲမှာတွားကြည့်မယ်ဆိုရင်ကျွန်တော်က gain ကတစ်ခုပဲရှိသေးတယ်ကျွန်တော်နောက်ထပ် gain တစ်ခုထပ်ပြီးတော့ထပ်ဆော့မယ်ပေါ့နော်ထပ် down ကြည့်မယ်ပေါ့နော်မတောင်းခင်ကျွန်တော် cash out ထဲမှာကျွန်တော်တွားကြည့်တယ် 0.5 ဆိုလို့ရှိရင်ကျွန်တော်တို့ဒီcrypto ပေါ့နော် bitcoin နဲ့ကျွန်တော်တို့ထုတ်လို့ရတယ်0.5 ကိုကျွန်တော်တို့ bitcoin နဲ့ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုရင် 0.1 ကျော်ပဲကျွန်တော်တို့ဒေါ်လာလောက်ပဲရမယ်ပေါ့နော်အများကြီး fee တွေဖြတ်ခံရတယ်အဲ့ဒါကြောင့်မို့crypto နဲ့ထုတ်မယ်ဆိုတော့နည်းနည်းစဉ်းစားစီခြင်းတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဒီမှာ gain အသစ်ထပ်ပြီးတော့လိုက်ရှာမယ်ကျွန်တော်ပြောသလိုပဲဒေါ်လာအနည်းဆုံးဟာကိုပဲရွေးပြီးတော့ဆော့ပါအဲ့ဒါမှကျွန်တော်တို့လောက်ရတဲ့ဟာကနည်းနည်းလေးဖြစ်မှာနှိပ်လိုက်ပြီဆိုရင်လည်းသူပြထားလိမ့်မယ်အောက်မှာဘာတွေအောင်လို့ရှိရင်ဘယ်လိုဆော့ပေးရမယ်ဘာတွေအောင်ရင်တော့ဘယ်လောက်အောင်ရင်တော့ကျွန်တော်တို့ပတ်စံဘယ်လောက်ရမယ်ဆိုသူပြထားတယ်အဲ့တော့အများကြီးလုံးဝမဲ့ဟာမျိုးဆိုရင်အတက်နိုင်ဆုံးရှောင်းဒေါ်လာများတာယူမမတ်ဖို့ပဲကျွန်တော်ပြောချင်တယ်နည်းနည်းလေးတွေကိုပဲဆော့ရွေးပြီးတော့ဆော့ပေါ့နော်အဲ့လိုမျိုးတွေစုသွားဖို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ gain အသစ်နောက်တစ်ခုကျွန်တော်ထပ်ထောင်ပြီးတော့ဆော့မယ်ပေါ့နော်လောလောဆယ်မဆော့ခင်အဟုတ်ပြီ bitcoin နဲ့ဆိုရင် fee ဖြတ်ခံရတယ်ဆိုတော့ paypal နဲ့ဆိုရင်ရောဆိုရင်paypal နဲ့ဆိုလဲကျွန်တော်တို့ fee ပေးရပါတယ်သူက 5% ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ$5ထုတ်မယ်ဆိုရင်ကျွန်တော်တို့$5အပြည့်မရပါဘူးဒီမှာ fee ပြန်ပေးရတယ်ပေါ့နော်အပြည့်မရဘူးပေါ့နော်အဲ့လိုလေးတော့ရှိတယ်ကိုကတကယ်လို့$5ပြည့်လို့ထုတ်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ paypal account ထဲကို$5အပြည့်မရဘူးဆိုတာလေးကိုကျွန်တော်တခါတည်းပြောချင်တယ်ပေါ့နော်
အဲ့တော့ကျွန်တော်နောက်ဂိမ်းတစ်ခုကိုတောင်းတာတွေဆော့တာတွေကိုတော့ကျွန်တော်မပြတော့ဘူးဘာလို့လဲဆိုတောင်းရတာတွေဘာကြီးနဲ့လဲဗီဒီယိုတွေရှိသွားမှာဆိုလို့ကျွန်တော်နောက်မှပဲကျွန်တော်ထပ်ပြီးတော့ဒီဟာလေးကိုအသေးစိတ်ကျွန်တော်ထပ်ပြီးတော့အသေးစိတ်မဟုတ်ဘူးပေါ့နော်ကျွန်တော်ဘယ်လောက်ရပြီဘယ်လိုဆော့ရတယ်နောက်တဲ့ဂိမ်းတွေဆိုရင်ဘယ်ဂိမ်းဆိုရင်ဘယ်လိုဆိုတာလေးကိုကျွန်တော်နောက်ဗီဒီယိုနဲ့ကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ဒါလေးကတော့အရင်ဆုံးခင်ဗျားတို့ကိုကျွန်တော်ဗီဒီယိုတွေမတင်တာလဲကြာပြီဖြစ်တဲ့အတွက်ခင်ဗျားတို့အရင်ဆုံးဗီဒီယိုလေးတင်ပေးခြင်းလို့အရင်လာတင်ပေးတာပေါ့နော်မရှင်းတာရှိရင်လည်းကျွန်တော်ကို comment မှာဖြစ်ဖြစ်ရေးပြီးတော့မေးလို့ရပါတယ်ပြီးတော့နောက်ထပ်လည်းကျွန်တော်ဒါမျိုးပေးဂိမ်းလေးတွေပုံမှန်တင်ပေးနိုင်အောင်ကျွန်တော်စူးစမ်းသွားပါမယ်တင်ပေးဖို့လည်းကျွန်တော်မှာအစီအစဉ်တွေရှိပါတယ်ဂိမ်းတွေလည်းကျွန်တော်ဘယ်ဂိမ်းတွေကိုကျွန်တော်တင်ပေးရမယ်ဆိုတာလေးကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ် bye bye